Google မှာကိုယ့်ရဲ့အိမ်နာမည်အိမ်လိပ်စာဆိုင်နာမည်ဆိုင်လိပ်စာဘယ်လိုထည့်ရမလဲဆိုတာကိုပြောပြပေးမယ်ထပ်မင်းလုံးထပ်ပြီးတော့တင်ပေးလိုက်တယ်ဒီလိုလုပ်ပေးလိုက်ရင်တော့မြေပုံမှာကိုယ့်ရဲ့အိမ်တီးနေရစားရတာပို့တော့လွယ်ကူသွားပါမယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကိုလက်စီနေတဲ့နေရာကိုပြပေးမှာဖြစ်ပါတယ်နာမည်လိပ်စာထည့်ဖို့အတွက်ဆိုရင်တော့အောက်နောက်လေးကအပေါင်းလက္ခဏာပုံစံလေးနဲ့ contribute ဆိုတဲ့ကောင်ကိုနှိပ်ပေးရပါမယ်ဒီနေရာလေးကိုရောက်ရင်တော့အများကြီးတွေ့မယ်ကွာဘာမှတွေ့ဖြူကိုလိုက်ကြည့်နေစရာမလိုဘူး app play လေးကိုနှိပ်ပြီးတော့ဆက်သွားနိုင်ပါတယ် white green လေးနဲ့ require ဆိုတဲ့ကျေပါတဲ့ကောင်လေးတွေကိုတော့အချက်လက်လေးတွေမဖြစ်မနေဖြည့်ပေးရမယ် list name ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရဲ့အိမ်နာမည်ဒါမှမဟုတ်လဲ site နာမည်ကိုထည့်ပေးရမယ် category ဆိုတဲ့နေရာလေးမှာတော့ကိုထည့်လိုက်တဲ့အစာအုပ်ကအိမ်လားကျောင်းလားစားသောက်ဆိုင်လားဖုန်းကြီးကျောင်းလားတခုခုပေါ့နော်ရွေးပေးရပါမယ်ဈေးရောင်းတယ်ဆိုရင်လည်းဈေးဆိုင်ကိုရွေးပေးရမယ်နော် category မှာတော့ရွေးချယ်စရာလေးတွေအများကြီးရှိတယ်ကိုယ့်ရဲ့သက်ဆိုင်တာတစ်ခုကိုရွေးပါဈေးရောင်းတယ်ဆိုရင်တော့ shopping ပေါ့နော် shopping ထဲမှာကိုယ့်ရဲ့ဆိုင်ကဒီအယုတ်ဆိုင်လားလက်ဆောင်ပစ္စည်းဆိုင်လားကုန်စုံဆိုင်လားစသဖြင့်အများကြီးထပ်ပြီးတော့ရွေးလို့ရတယ်နော်နာမည်လည်းထည့်ပြီးသွားပြီ category လည်းရွေးပြီးသွားပြီဆိုတော့ address ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရဲ့လိပ်စာအပြည့်စုံကိုထည့်ပေးရပါမယ်ဒီ၃ချက်ကိုတော့မဖြစ်မနေထည့်ပေးရမယ်နော်၃ချက်လုံးကိုဖြည့်ပြီးသွားပြီဆိုရင်တော့၄ထောက်အကွက်နေရာလေးမှာကိုနေတဲ့နေရာလေးကိုပြနေမယ်အကယ်လို့သူပြထားတဲ့နေရာကမားနေတယ်ဆိုရင်တော့ edit map location ကိုနှိပ်ပြီးတော့ပြန်ပြင်လို့ရပါတယ်ပြင်လို့ရပါတယ်ကိုယ့်ရဲ့ဆိုင်ကဘယ် area ထဲမှာရှိလဲဆိုင်ကဘယ်နေ့ဘယ်ချိန်ပိတ်လဲဖွင့်လဲဆိုတာကိုလည်းထည့်ထားလို့ရပါတယ်အချက်လက်လေးတွေမှန်ပြန်စစ်ပါစစ်ပြီးသွားရင်တော့အောက်က submit ဆိုတဲ့ကောင်လေးကိုနှိပ်နိုင်ပါပြီအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ